မင်္ဂလာပါကျွန်တော်အခုနောက်ထပ် Redmi second လေးနှလုံးနဲ့မိတ်ဆက်ပေးမယ်နော်နိုင်ငံတော် brand လေးနှလုံး Redmi Note series လေးဗျာနော်ဒီကောင်လေးက Redmi Note 14 Pro လေးဗျာနော်ဘူးပစ္စည်းဆိုတော့အလုံးအသစ်တိုင်းတန်ပါဗျာနော်ဒီကောင်လေးက RAM 8 memory 256 GB ဖြူအောင်လေးဗျာနော်မှန်ခိုးလေး Redmi Note 14 Pro original ဘူးပစ္စည်းအစုံနော်ကျွန်တော်အသွင်ကောင်းနေပါတယ်ဆိုအကုန်လုံးပါတယ်ဗျာနော်အလုံးအသစ်တိုင်းနေကြီးပဲဒီကောင်လေးကကျွန်တော်ရောင်းပေးမဲ့ဈေးလေးက9,990,000ခင်ဗျနော်7သိန်းအောင်လေးမှရောင်းလို့9,990,000 Redmi Note 14 Pro 5G RAM 8 256 GB နော်လုံးအသစ်တိုင်းတန်နော် original ဘူးပစ္စည်းအစုံပါပြီးတော့ Redmi Note 13 5G နော်ဒီကောင်လေး Redmi Note 13 5G ဒီကောင်လေးလည်းလုံးဝအလုံးအသစ်တိုင်းတန်ပါဗျာနော် original ဘူးပစ္စည်းအစုံပါမယ်ဗျာနော်ဒီကောင်လေးသူ original ကျိုးတွေကောင်းနေရစားအကုန်ပါမယ်ဗျာနော်ဒီကောင်လေး RAM 8 memory 128 GB ဗျာနော် Redmi Note 13 5G ဗျာနော်ဒီကောင်လေးကကျွန်တော်ရောင်းမဲ့စီးပြ9,25,000ခင်ဗျာနော် Redmi Note 13 5G RAM 8 128 GB 9,25,000ခင်ဗျာကျွန်တော်စီမှာအဟောင်းပေးထုတ်လို့လဲထည့်ရေးကြဆိုပြီးဝယ်လို့ရတယ်ခင်ဗျာမိတ်ဆွေတို့လက်ရှိသုံးနေတဲ့ဖုန်းနဲ့ကျွန်တော်စီမှာလာပြီးတော့အသစ်နဲ့လည်းလဲလို့ရတယ်ကျွန်တော် second ချင်းလည်းပြန်လဲလို့ရတယ်ခင်ဗျာနော်ဒီဘက်ပေးမှာကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးရအောင်ခင်ဗျာနော်ကျွန်တော်ဖုန်းဆက်ပြီးမြန်မြန်စုံစမ်းနိုင်တယ်ခင်ဗျာအားလုံးကျေးဇူးထူးတင်ပါတယ်ဗျာ